Again, I did a Jwala Asoma, a hound alone, Shivade, Eddie Anga, and near the garbage hade, Davi met that she needed, and Shiva up another so, near Tatade, but then Mahotalo, Ahone, Mahobabu, Eddie Anga, media when needed, Midaga, Widwa, Lolo de, Tratware, Nema, Amigu, Biohere, Ami, Muyae, Indiame, Engu, Piamjime. အမေဘာမှမပြောဘူးတကားအနားမှာဖက်နဲ့တစုံထားလိုက်တယ်ပြန်လာရင်ဒီဖက်နဲ့စီးပြီးတော့အိမ်ဝင်တော့တာထွက်သွားပြီးနောက်အမေဘဝကဆောင်းရင်းနေပဲအချင်းကုန်နေခဲ့တယ်မနှက်ဆိုတကားဖွင့်လမ်းကြည့်ညဆိုတကားပိတ်ဖုံးကြည့်ဖုံးမမြင်ရင်အမေကပြောတတ်တယ်အလုံးရှုံနေလောက်တယ်နေ့တွေကြတယ်ရွာထဲမှာလူတွေအိမ်အစ်စ်ဆောက်သွားကြတယ်ကလေးတွေကြီးလာတယ်အဖိုးအဖွားတွေတည်သွားကုန်တယ်အမေအိမ်ကတော့မပြောင်းလဲသေးဘူးဖနက်တစုံကလည်းနေရမရွှေသေးဘူးဒီနေ့မိုးအရိပ်ရွာတဲ့ညမှာဖုံးမိလာတယ်အမေလွတ်တွန်တုံနဲ့ခိုင်လိုက်တယ်တာလာဖုံးအစုံမှာအသက်မရှိဘူးခဏနာပြီးအမျိုးသားအတန်တယောက်ဒီဖုံးပိုင်ရှင်နေတာကအလုံးလုံးနေရမှာမတော်တဆဖြစ်ပြီးဆုံးသွားပါပြီအမေဖုန်းကိုချလိုက်တယ်မငိုဘူးအောင်မငိုခဲ့ပါဘူးတကားဘက်ကိုပဲတဖြည်းဖြည်းလျှော့သွားတယ်အမေကဗနတ်တုံကိုယူပြီးအိမ်ထဲပြန်ထားလိုက်တယ်ပြီးတော့ပြောတယ်မင်းမပြန်လာနိုင်တော့ရင်အင်္ဂါလည်းမင်းကိုမဆောင်တော့ဘူးအဲဒီညကပထမဆုံးအကြိမ်အမေတကားကိုမဖွင့်မဲအိတ်လိုက်တယ်နောက်နေ့ကစပြီးအမေကပြောင်းသွားတယ်တကားမဖွင့်တော့ပါဘူးလမ်းမကြည့်တော့ဘူးဖုန်းလည်းမအားသေးတော့ဘူးရသွားတယ်မေးကြတယ်အမေတားကိုမဆောင်တော့ဘူးလားအမေပြန်ပြောတယ်တားကမလာတော့ဘူးဆိုရင်စောင့်နေတာကအိမ်ကိုပဲနစ်နာစေတယ်အချိန်ကြာလာတော့အမေကျမ်းမာရေးမကောင်းတော့ဘူးဒါသားတွေကအမေကိုဆေးရုံပို့ပြောကြတယ်အမေကောင်းညင်ပြီးတစ်ချက်ပဲပြောတယ်အိမ်ကိုတော့ပြကြပြီနော်အမေဆေးရုံမှာတပတ်ကြာတယ်နောက်ဆုံးညမှာအမေကဒူနာဗျူကိုမေးတယ်လက်ဖြင့်အိမ်ပြန်လို့ရမလားဒူနာဗျူကယုံပြီးပြောတယ်ရပါပြီအမေလက်ဖြင့်ပြန်ကြမယ်အဲ့ဒီစကားကတားကိုပြောခဲ့တဲ့ပြန်လာမယ်ဆိုတဲ့စကားနဲ့တူနေတယ်လက်ဖြင့်မှာအမေအိမ်ပြန်ဝင်မရခဲ့ရှာဘူးအမေတည်တော်ပြီးနောက်ရလာတဲ့အိမ်ကိုဖွင့်ကြတယ်အိမ်ထဲမှာအဲ့ဒီအရာတွေမရှိဘူးတပုံပဲရှိတယ်တားငယ်တုန်းကအရှိဝပနစီဘီရနေတဲ့ပုံတပုံအောင်မှာအမေထားတဲ့စာအိမ်ဆိုတာပြန်လာမေ့သူရှိမှအိမ်ဖြစ်တာအခုချိန်မှာအဲ့ဒီအိမ်ကတကားပိတ်ထားဆဲပဲဖနက်တော့မရှိတော့ဘူး